ယီမင်နိုင်ငံမှာရှိတဲ့ဟူသီလက်နက်ကိုင်အဖွဲ့တွေကိုတိုက်ခိုက်ဖို့စီစဉ်ထားတဲ့စစ်စင်ရေးအစီအစဉ်တစ်ခုပေါက်ကြားလာခဲ့ပါတယ်။ဖြစ်စဉ်ဟာအမေရိကန်ကာကွယ်ရေးဝန်ကြီးအပါအဝင်အစိုးရအဆင့်မြင့်အရာရှိတွေကြားဆွေးနွေးကြတဲ့ Signal Group Chat တစ်ခုတည်းကိုဩဇာကြီးမားတဲ့နိုင်ငံရေး journalist တို့ကိုမှားယွင်းထွက်သိမ်းမိခဲ့တာပါ။ Signal Group Chat တဲ့ကိုရောက်ရှိသွားတဲ့ Atlantic Magazine Editor ချုပ် Jeffrey Goldberg ကမတ်လ24ရက်နေ့မှာအဲ့ဒီအကြောင်းကိုဖော်ထုတ်ရေးသားခဲ့ပြီးတော့ယီမင်ကိုအမေရိကန်ကစစ်စင်မစခင်2နာရီအလိုကတည်းကအဲ့ဒီအကြောင်းကိုကြိုတင်သိခွင့်ရရှိခဲ့တယ်လို့သူကပြောပါတယ်။Editor ချုပ် Jeffrey Goldberg ရဲ့ဖော်ပြချက်အရစာတူတွေမှာအီရန်ကပံ့ပိုးတဲ့ဟူသီတွေကိုယီမင်နိုင်ငံမှာတိုက်ခိုက်မဲ့အစီအစဉ်တွေပြစ်မှတ်တွေအမေရိကန်အသုံးပြုမဲ့လက်နက်တွေနဲ့တိုက်ခိုက်မှုအစီအစဉ်ဆိုင်ရာအသေးစိတ်လုပ်ငန်းစင်တာတွေပါဝင်နေတယ်လို့ဆိုပါတယ်။အဆိုပါ group chat ထဲမှာ American ဒုတိယသမ္မတ James David Vance ကာကွယ်ရေးဝန်ကြီး Pete Hegseth တို့အပါအဝင် American ရဲ့နိုင်ငံတော်လုံခြုံရေးဆိုင်ရာထိပ်တန်းအရာရှိ18ယောက်ခန့်ရှိနေပြီးတော့သူ့အနေနဲ့ဒီအချက်တွေရပြီး2နှစ်အတွင်းမှာပဲ American တပ်တွေကတကယ်ပဲယီမင်မှာရှိတဲ့ဟူသီတွေကိုတိုက်ခိုက်မှုစတင်သွားခဲ့ပါတယ်။ပထမပိုင်းမှာတော့ American သမ္မတ Donald Trump ကဒီကိစ္စနဲ့ပတ်သက်ပြီးတော့သူမသိဘူးလို့ညင်းဆိုခဲ့ပေမဲ့နောက်ပိုင်းမှာတော့ဒီကိစ္စကိုဟာတာလို့ပြောဆိုနေတာကြောင့်လူအများစုရဲ့စိတ်ဝင်စားမှုကိုပိုဖြစ်စေခဲ့ပါတယ်။ Trump အစိုးရအဖွဲ့ကနေပြီးတော့ဒီလိုစစ်စင်ရေးအမှားမျိုးကိုမတော်တဆကျူးလွန်မိခဲ့တဲ့အတွက် Washington DC မြို့တော်မှာလှုပ်လှုပ်ရှားရှားဖြစ်နေပြီးတော့အဲ့ဒီဖြစ်ရပ်ကိုပြည်သူတွေကပြစ်တင်ရှုတ်ချနေကြတာပါ။ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကိုယ့်ထင်မြင်ယူဆချက်တွေကိုအောက်က comment မှာရေးခဲ့ပေးနိုင်ပါတယ်ရှင်။